Istanbul ကနေပြီးတော့ Dubai ကိုပြန်နေတာပေါ့နော် Emirates flight နဲ့ပါအခုတော့လေယာဉ်ပေါ်တက်နေပါပြီအဲ့တော့ကျွန်တော်နဲ့တူတူလေယာဉ်လိုက်စီလိုက်အောင်ကျွန်တော်တို့ economy ကတော့အောက်ထပ်မှာပေါ့နော်အပေါ်မှာ business class နဲ့ first class ပေါ့နော်ဒါကတော့ကျွန်တော်တို့ economy ခုံလေးပါကျွန်တော်ကဒီနေ့ window seat ရတယ်ပေါ့နော်အခုတော့ကျွန်တော်တို့လေယာဉ်က Istanbul လေဆိပ်ကနေစတင်ထွက်ခွာသွားပါပြီဒီမှာကြည့်လိုက်ပါ Istanbul ကအပေါ်ကနေပြီးတော့တော်တော်လေးကိုစိမ့်လန်းဆိုပြေပါတယ်တကယ်လှပါတယ်မြို့လေးကဒီလိုနဲ့ပဲကျွန်တော်တို့လေယာဉ်ထွက်ခွာပြီးတော့တနာရီကျော်လောက်မှကျွန်တော်တို့စားတောက်တွေရပါတော့တယ်အဲ့တော့ဒီနေ့ဘာတွေကျွေးလဲဆိုတာလိုက်ကြည့်လိုက်အောင်ပထမအဆုံးအနေနဲ့ဒါကတော့ Mercimek Kofte ပေါ့နော်သူကပဲနီလေးနဲ့လှုပ်ထားတဲ့ Kofte ပါပြီးတော့ hummus ပါပါတယ်ဒါကတော့ကီမာအထဲထဲမှာအမဲသားကီမာနဲ့ခရမ်းသီးပတ်ပြီးတော့ချက်ထားတာပေါ့နော်တော်တော်လေးစားကောင်းပါတယ် Istanbul ကထွက်တဲ့လေယာဉ်အစားအသောက်တွေကပေါ့နော်နောက်ဆုံးအနေနဲ့ဒါကတော့ cake ပေါ့နော်အဲ့တော့ဆွဲလိုက်အောင် Kofte ကိုသမ ्या သီးလေးညှစ်ပြီးတော့စားရတယ် Kofte စားပြီးတော့ hummus appetizer လေးတော်တော်စားကောင်းပါတယ် appetizer ပြီးတော့ main course ဒါကတော့ကီမာနဲ့ခရမ်းသီးဟင်းပေါ့နော်တော်တော်လေးကိုစားကောင်းပါတယ်တကယ်ကို Turkish food ရတာပေါ့နော်အကယ်လို့ Istanbul ကနေလေယာဉ်စီးတယ်ဆိုရင်ဒီဟင်းလေးကိုစားကြည့်တင်တယ်ပေါ့နော်နောက်ဆုံးမှာတော့အချိုတဲတယ်ဒါကတော့ cake mode vanilla အနံ့လေးနဲ့ပေါ့နော်ကျွန်တော်ကတော့ကြိုက်ပါတယ်ခါတိုင်း mango cake နဲ့ရှင်ပို့ပြီးတော့စားကောင်းပါတယ်အဲ့နဲ့ကျွန်တော်စားပြီးတောက်ပြီးတော့တရေအိတ်လိုက်ပါတယ်အိတ်ပြီးတော့ပြန်ထလာတော့ကျွန်တော်တို့လေယာဉ်ကဒူဘိုင်းကိုစိုက်တော့မှာပေါ့နော်ဒါကတော့ဒူဘိုင်းကိုအပေါ်ကနေမြင်ရတဲ့မြင်ကွင်းပါရောက်ပါပြီနောက်ည10:50မှာဒူဘိုင်းလေဆိပ်ကိုရောက်ရှိလာပြီဒါကတော့ဒူဘိုင်းလေဆိပ်ပါ good night